ဒီနေ့ article တွေက definite article ဖြစ်တဲ့ there အကြောင်းကိုပြပြမယ် there ကိုတေချာမှုရှိတဲ့ရည်ညွှန်းမှုရှိတဲ့အရာတွေအတွက်သုံးတယ် I bought a pencil yesterday but today the pencil is missing ငါမနေ့ကခဲတံတစ်ချောင်းဝယ်ခဲ့တယ်ဒါပေမဲ့ဒီနေ့တော့အဲ့ဒီခဲတံပျောက်သွားပြီဘယ်ခဲတံလဲ the pencil မနေ့ကခဲတံမနေ့ကဝယ်ခဲ့တဲ့ခဲတံကိုပြန်ပြီးရည်ညွှန်းပြီးပြောတာဖြစ်တယ်ကဲဒါဆိုတော့တစ်ခုကြည့်အောင် Please open the window ကျေးဇူးပြုပြီးပတင်းပေါက်ဖွင့်ပေးပါဘယ်ပတင်းပေါက်လဲဆိုရင်ပြောသူရောနားထောင်သူရောနှစ်ယောက်လုံးသိတဲ့ပတင်းပေါက်ရှားပတင်းပေါက်ကိုပြောတာမဟုတ်ဘူးပေါ့နော်တခုတည်းရှိတဲ့အရာတွေအတွက်လည်း there ကိုသုံးတယ်ဥပမာ the sun the earth နိုင်ငံတစ်နိုင်ငံမှာသမ္မတတစ်ယောက်ပဲရှိရဖြစ်တဲ့အတွက် the president စသဖြင့်သုံးတယ်နောက်တစ်ခုက superlative adjective တွေရဲ့ရှေ့မှာလည်း there ကိုသုံးတယ်ဥပမာကြည့်အောင် Everest is the highest mountain in the world ကမ္ဘာပေါ်မှာရှိတဲ့တောင်တွေထဲမှာ Everest တောင်ကအမြင့်ဆုံးပဲဒါဒီမှာ highest ဆိုတာက superlative adjective ဖြစ်တယ်မြစ်တွေသမုဒ္ဒရာရဲ့ရှေ့မှာဆိုရင် there ထည့်ပြရမယ်ဥပမာ the Ayeyarwady the Pacific Ocean တောင်တန်းတွေရဲ့ရှေ့မှာဆိုရင် there ထည့်ပြရမယ်ဥပမာ the Himalayas တောင်တစ်ခုတည်းဆိုရင် there ထည့်စရာမလိုဘူးအဲ့လိုမျိုးအများစုစုဝေးပြီးတော့ရှိနေတဲ့အရာဆိုလို့ရှိရင် there ထည့်ပြရမယ်နောက်တစ်ခုကအများကိန်းတဲ့နိုင်ငံတွေမှာဆိုရင် there ထည့်ပြရမယ်ဥပမာ the United States the Philippines ဒါဆိုရင်နားလည်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ် See you in the next video